နှလုံးသားတွေတိတ်လှပြီးတော့စာမတက်လို့လည်းဘာမှတိတ်အကျိုးမရှိဘူးစာတွေတိတ်တက်ပြီးတော့နှလုံးသားကြီးကြမ်းတမ်းခတ်တော်နေရင်လည်းဘာမှလုပ်လို့မရဘူးဘိုးချုပ်အောင်ဆန်းအဲ့နှစ်ခုနဲ့ညီညွတ်သောပုဂ္ဂိုလ်သူတက်တဲ့ပညာကရိုးရိုး BA ဘွဲ့လေးပါဘိုးချုပ်အောင်ဆန်းစာမွေးအောင်လာတဲ့မြို့ကနတ်မောက်မြို့လေးပါနတ်မောက်မြို့က10တန်းအောင်လာတဲ့ပုဂ္ဂိုလ်ပါသူရတဲ့ဘွဲ့ကရန်ကုန်တက္ကသိုလ်ကဘွဲ့ပါအဲ့ဘိုးချုပ်အောင်ဆန်းဘွဲ့ရတဲ့ခေတ်မှာသူနဲ့အပြိုင်ဆိုင်ပုဂ္ဂိုလ်အများအပြားကလန်ဒန်ကပြန်လာပြီးတော့ဒေါက်တာဘာညာဖြစ်နေတဲ့ခေတ်ဥပမာအဲ့လိုလူတွေအများကြီးရှိတဲ့ကြားတွေကကိုအောင်ဆန်းဆိုသောပုဂ္ဂိုလ်ကိုဘာဖြစ်လို့လူတို့ကချစ်ကြတာလဲရှင်းရှင်းလေးပဲဒါလှနှလုံးသားလှလို့ပေါ့စိတ်ထားလှလို့ပေါ့ तू ကဘယ်လောက်များစိတ်ထားလှလဲဆိုရင်တဲ့မိမအပေါ်မှာတော့လကောသားသမီးပေါ်မှာတော့လကောသူ့ရဲ့လှုပ်ဖော်ကိုင်မဲ့စစ်သားတွေပေါ်မှာတော့လကောပြည်သူလူထုတာမန်လူထုပေါ်မှာတော့လကောတိတ်စိတ်လှတဲ့ပုဂ္ဂိုလ်တယောက်တည်းတိတ်ကြက်တည်ရှိတဲ့ပုဂ္ဂိုလ်ပေးတဲ့အများတည်ပြီးတဲ့အားလေးကျွန်တော်ဒီနေ့ပြန်ပြောခြင်းနေအားလုံးတည်ပြီးသားပါဘိုးချုပ်အောင်ဆန်းဒေါခင်ကြီးပေါ်ထားတဲ့စိတ်ထားဟုတ်တယ်မလားတာဝါလေးအိမ်မှာနေတယ်အောင်ဆန်းဦးလည်းရပြီအောင်ဆန်းလင်းလည်းရပြီဒီလိုနေစဉ်ကာလမှာဘိုးချုပ်အောင်ဆန်း तू ကဗမာနိုင်ငံရဲ့စစ်တပ်ကတင်နာပလီလည်းဖြစ်ခဲ့ဘူးတဲ့ဖဆပါလာအဖွဲ့တဲ့ကဖဆပါလာရဲ့ဥက္ကဋ္ဌလည်းဖြစ်နေပြီလွတ်လပ်ရေးကြိုးပမ်းနေစဉ်ကာလလွတ်လပ်ရေးရဖို့2နှစ်3နှစ်ပဲလိုတဲ့ကာလမနေ့အိယာနိုးလာတဲ့အခါကျတော့ညတိုင်းပြည်ရဲ့တာဝန်တွေနဲ့အေးအေးမဟုတ်တဲ့အခါကျတော့နိုးလာပြီပြန်လဲမေးကျင်တယ်သို့တော့မနေ့ကျတဲ့ခါ तू ကယုံတက်ရမယ်အဲ့တော့မနေ့မိုးလင်းလင်းချင်း तू ကအစားအစာတစ်ခုခုစားကျင်နေပေါ့ဗျာမနေ့စာပေါ့မနေ့ခင်းစာလေးပေါ့ဗျာ breakfast ပေါ့မွေးငါလေးဗာလေးထမင်းကြော်လေးဗာလေးတစ်ခုခုပေါ့နော်စားကျင်နေပေါ့အဲ့တော့စားကျင်တဲ့အခါကျတော့ तू ကပြန်တော့မေးမယ်သူကတည်းကဒီဘက်မှာဒေါခင်ကြီးကကလေး2ယောက်နဲ့ဟိုဘက်မှာအိတ်နေတာဘူးလှမ်းကြည့်တဲ့အခါကျတော့ဒေါခင်ကြီးကအသာလေးမှင်းနေရှာတယ်တဲ့ तू ကညပင်မရှာတယ်လေယောက်ျားပြန်လာတဲ့အထိစောင့်ရထမင်းခုကျွေးရဗာကျွေးရဆိုတော့ဘလောက်များဘိုးချုပ်အောင်ဆန်းမိမပေါ်စာနာနဲ့တရားရှိလဲဆိုရင်ခြေထောက်နဲ့ဗာနဲ့ကန်ကက်လက်နဲ့ရိုက်ပုံမနှိုးဘူးတဲ့ဗျာမခင်ကြီးထမနေ့ကျရင်ငါ့အတွက်ဗာပြင်ထားတဲ့ဗာညာဒီလိုမရှိဘူးတဲ့ခြေထောက်လေးအသာလှက်ကြည့်ပြီးတော့အော် तू လည်းပင်မရှာလိုက်တာငါနဲ့ရကပါငါမှလည်းစီးပွားရေးအဆင်မပြေတိုင်းပြည်ခေါင်းဆောင်ဖြစ်ပါလဲနဲ့ငါမှတိုက်လည်းမရှိကားလည်းမရှိရေတံမှုစက်ုံလည်းမရှိအရက်ချက်စက်ုံလည်းမရှိနော်7ကားကြီးတွေလည်းမရှိဘီလာမြေစက်ုံလည်းမရှိဟိုတယ်ဒီဘာတွေလည်းမပိုင်စသည်ဖြင့်ပေါ့ဗျာ तू လည်းတွင်းမှာပေါ့အဲ့ဒါနဲ့ तू ကမိမကိုကြည့်ပြီး तू တနာတယ်စာနာတယ်တဲ့စိတ်ထားသိလှတယ်နော်တကယ်ကို beautiful mind ပဲဘုရားဆန်းကတော့အဲ့ဒါနဲ့ဘာလို့လဲဆိုတော့မခင်ကြီးနိုးရင်နိုးလာခြင်းသူ့တဲ့ပြင်ဆင်လို့ရအောင်ဆိုပြီး तू ကစာလေးဆောင်ရေးတယ်ဒါအားလုံးသိတဲ့စာလေးပေါ့ဟုတ်လားမလားကြည်တဲ့ပဲပြုံနဲ့နံများလေးရရင်စားကျင်တယ်တဲ့အောက်ကအောင်ဆန်းပေါ့ပြီးလဲပြီးတော့ तू ဓာကြီးစာလေးကို तू ကနှိုးပြီးမပေးမနဲ့ဒေါခင်ကြီးမြင်နိုင်တဲ့ဇပွဲကုံလေးပေါ်မှာဒါလေးချပြီးတော့အပေါ်ကဖိတဲ့ကြောက်တုံးလေးနဲ့ဖိထားတယ်သူပြန်ပြီးမှေးတယ်အိတ်တယ်ပေါ့ဒေါခင်ကြီးမနဲ့မိုးလင်းလို့နိုးလာခဲ့တဲ့ခါကျရင်မျက်လုံးလေးမှလေးတက်ပြီးတဲ့ခါဇပွဲပေါ်လှမ်းကြည့်မယ်စာပေလေးတွေတွေ့မယ်ဖတ်ကြည့်တဲ့ခါကျတော့ဩဒီစာလေးတွေ့မယ်ကြည်ပဲပြုံနဲ့နံပြရရင်စားကျင်တယ်အောင်ဆန်းကျွန်တော်ဒီစာလေးကဗိုလ်ချုပ်အောင်ဆန်းရဲ့နှလုံးသားကိုလှည့်ဟပြတဲ့စာလို့ကျွန်တော်ကထင်တယ်သူ့စာမှာအမိန့်ပေးတဲ့ဟာမပါဘူး तू ကအင်္ဂလိပ်စာနဲ့ပြောရင်တော့ तू ကဘာပြောမလဲဘာ pattern ခေါ်မလဲ if pattern ပေါ့နော် IFF ဆိုတာပါလေဖြစ်ခဲ့လျင်ပေါ့ရခဲ့ရင်စားကျင်တယ်မင်းအစီပြေခဲ့ရင်ဈေးတောင်လာခဲ့ငါစောင့်နေမယ်ဘယ်တော့ဒီပွင့်ခဲ့ရင်မင်းကငါခူးပေးမယ်ကိုအစီပြေခဲ့ရင်ငါမင်းလေးကိုလာခဲ့မယ်ဒီလိုခက်လျင်ဆိုတာ तू ကတစ်ဖက်သားကိုညှာတာတဲ့စိတ်ပေါ့ရမယ် must မဟုတ်ဘူး तू ကဘယ်တော့ဘာကိုမင်းငါခူးပေးရမယ်မင်းမနေ့ကကျရင်ဈေးတောင်ကစောင့်ရမယ်မင်းငါအချစ်ကိုလက်ကိုလက်ခံရမယ်ဒီလိုမဟုတ်ဘူး तू ကနော်အမိတ်ပေးတာမပါဘူးအစင်များပြေခဲ့မယ်ဆိုရင်ပေါ့ကြည်တဲ့ပဲပြုံးတဲ့နံများလေးရရင်စားကျင်တယ်တဲ့အောင်ဆန်းဒီစာလေးဟာကျွန်တော်တို့နိုင်ငံမှာတမိုင်းဝင်စာလေးပေါ့အော်တို့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေးခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းအသက်30စွန်းလေးနဲ့အသက်ကိုစွန့်ခွာသွားပြီးတော့ရက်ဆက်သူရဲ့တနတ်ပြောင်းပေါ်မှာသွေးပွက်ပွက်ဆူရတဲ့အောင်ဆန်းဒီလူကဒီစိတ်လားနတ်မောက်သားဒီစိတ်လားကျွန်တော်ဒီတိုင်းကြည့်ခွေရတယ်လေကျွန်တော်တို့ကိုအောင်ဆန်းကတော့ဗိုလ်ချုပ်အောင်ဆန်းကတော့တိတ်ချစ်စရာကောင်းတာပဲနော်မိမအပေါ်တော်စာနာသူတဲ့ကျွန်တော်တိတ်ချစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းကြောင့်ပြောနေတာပါတိတ်စလုံးသားလှတဲ့လူပဲနော်သူ့ကိုအောင်ဆန်းဖြစ်စေတာဒါပဲကျွန်တော်ထင်တယ်သားတွေသမီးတွေပေါ်ကြတော့တိတ်စာနာတာပဲတဲ့ဖေးချုပ်အောင်ဆန်းဒီထဲမပါဘူးနော်ထမင်းစားတဲ့အခါကြတော့တဲ့နော်အရက်ကဘူးတော့နှိမ့်လိုက်ဦးမယ်ထမင်းစားတဲ့အခါကြတော့ဗိုလ်ချုပ်အောင်ဆန်းမနဲ့အာယုံလင်းလာတဲ့ခါကျတော့ तू ကဟိုဝင်းကြီးများရုံတက်တော့မှာထမင်းစပွဲပြင်ထားတယ်တဲ့ဒီလိုကျွန်းစပွဲခတ်ညိုညိုပေါ့အပေါ်မှာပြင်ထားတဲ့ပကံထမင်းနဲ့ပကံနဲ့ဟင်းနဲ့တိတ်ကြေခွဲစရာကောင်းတယ်ထမင်းအဖြူလေးတစ်ပကံနဲ့
ဘေးမှာဝက်ဦးချောင်းလေးက၄-၅တောင်းနေဘာမှမရှိဘူးဒါပဲဟင်းညိုဘာညာမပါတခွားသီးတွေဘာတွေကိုလှုပ်ထားတဲ့အချင်းမပါကျက်သွန်ဘာလှီးနေုပ်သီးစိမ့်ဘာလှီးတမယာရည်ညှစ်စားလေးပါလေးထည့်ပြီးတော့နေထားတဲ့ချင်းငံဆက်အချင်းလည်းမပါဒီတိုင်းထမင်းမြူတပွဲနဲ့ဝဲဦးချောင်းလေး၄-၅တောင်းနဲ့စားနေတာပေးတဲ့ကကျွန်တော်မေးမယ်မောင်သားချိုဆိုတဲ့စာရေးဆရာရက်ကွန်းညံကုန်းရည်စရာရေးတဲ့ကောင်မင်းကအဲ့ဒါမှီလို့လားဆိုတော့ကျွန်တော်လည်းဒိဗ္ဗစက္ခုညံရသူမဟုတ်ပါဘူးကျွန်တော်လည်းစာအုပ်စာပေဖတ်ပြောရတာပါဥပမာတက္ကသိုလ်နေဝင်စာအုပ်တွေကျွန်တော်ဖတ်ရတယ်ကျွန်တော်ဒီစာအုပ်ဖတ်ပြောနေတာကျွန်တော်ဒိဗ္ဗစက္ခုညံရတာမဟုတ်ဘူးအဲ့ဒီစာအုပ်ထဲမှာပါနေတာဘာလဲဆိုတော့ဘိုးကျောင်းအောင်ဆန်းကမောင်ကျက်တွေခေါင်းပေါင်းလေးနေတဲ့တိုက်ပုံအမဲလေးနေတဲ့သူကယုံသွားတော့မှာဒေါခင်ကြီးကထမင်းပြင်ထားတဲ့အချိန်မှာသူကပကံလေးနဲ့ထမင်းစားပြင်မလို့ပြီးတော့ထမင်းလေးကိုပါဇက်တက်ဟာပြီးတော့ဝဲဦးချောင်းလေးကိုလေထိုးလိုက်ကောဘေးနားမှာရှိနေတဲ့အောင်ဆန်းဦးကခြားတိတ်ကလေးပေါ့အခုအမေရိကမှာနေနေတဲ့ကိုကောင်ဆန်းဦးကခေါင်းလေးပြည့်ပြည့်နဲ့ပေတားလဲဘိုက်စာနေပြီပေကတားကိုခွန်မှာတားမဝသေးဘူးဗျာတဲ့အခုနစားပြီးသားလေးပေါ့နော်စားပြီးသားလေးသူကလေးတွေတဘာဝအတိုင်းမိဘစားတဲ့ကထက်စားကျင်တာပဲသူကဘယ်ကလေးမဆိုဒီတိုင်းပဲဘလောက်ပဲဘိုက်ကားနေအဖေမင်းနောက်ကိုကတ်တာပဲလားကျင်နာယူအောင်လိုချင်တာပေါ့ဘိုက်ကစားတာမဟုတ်ဘူးသူစိတ်ကစားတာမိဘရဲ့မြတ်တော်လိုချင်တာပေတားကိုခွန်တားမမဝသေးတာပေရောက်ဆိုတော့ဘိုးကျောင်းဆန်းမမှန်မဲအပြင်သူကပြုံးပြီးတော့ဗဇနာချင်းမင်းလို့ကိုပြန်ချပြီးတော့မှကိုဦးကလည်းကောတဲ့မဝသေးဘူးလားတားကြီးရလဲတဲ့ရောက်ရတယ်စားဆိုခွန်းတယ်ပြီးပြန်ယူတယ်ပြီးနောက်ဆုံးခတ်တယ်သူစားဖို့အငယ်ကောင်လေးရေတစ်ပြီးသေးတဲ့အောင်ဆန်းလင်းလေးရလဲပေါက်စာလေးရှိသေးတာအောင်ပေတားကြတော့မခုံပေရောတောင်းမှမချတော့ပေပါဝမ်းပေမှန်ပါညာပေါ့ဗျာမလေးကျွန်တော်ဒိုက်တာကြီးစွတ်ထုံးကအောင်ထုံးလေးတဲ့နာမည်ပြတာလေအောင်ထုံးလေးကြာနာပဲလုပ်နေရဆိုတော့တကယ်ခြေခွဲစရာကြီးပါနော်အဲ့ဒါနဲ့ကျွန်တော်တို့ရဲ့အမျိုးသားခေါင်းဆောင်ကြီးခင်ဗျာမစားရှာဘူးတဲ့သူကအဲ့ဒါလေးကိုတားလေးခတ်ပြီးတော့ရောကိုလင်းစားဦးနောက်တစ်ခါတပကံခတ်ပြန်တယ်နောက်တစုံပေါ့စားမယ်လို့ပြန်ဟောအောင်ဆောင်ကပေတားလည်းမဟုတ်သေးဘူးတောင်းနောက်တစုံခွန့်အောင်ပြပေရလဲဆိုမှအဲ့ဒါအေးကိုဦးခွန့်လိုက်တယ်သူ့ပါဇက်သေးကိုတလုံးမှမရောက်သေးဘူးလေ၄-၅လုံးမှာအဲ့ဒါကိုလှမ်းမြင်တဲ့သူ့ရဲ့ဇနီးတဲ့အမျိုးသားခေါင်းဆောင်ကြီးရဲ့ဇနီးတဲ့ဒေါခင်ကြီးကရင်ထဲကိုစွတ်ပြီးတော့အော်ငါလင်ငါသားငါယောက်ျားဂျပန်ကိုလည်းတက်လိုက်ရတာအင်္ဂလိပ်ကိုလည်းတက်လိုက်ရတာလွတ်လပ်ရေးကျိုးပတ်လိုက်ရတာလွတ်လပ်ရေးရဖို့နည်းနည်းပဲလူတော့လည်းပြောတယ်ခုဒီလည်းတခါမှစီးပွားရေးလည်းအဆင်မပြေထမင်းလည်းနှက်မှန်အောင်မစားတဲ့ဘဝရောက်နေတာကြည့်ပါဦးသူ့သားနှစ်ယောက်နဲ့သူနဲ့ဖြစ်နေကြတာတဲ့ထမင်းတစ်ပကံနဲ့ဝက်ဦးကြောင်း9000နဲ့ဝက်အောင်မစားတဲ့ဘဝရောက်နေတယ်ဆိုပြီးရင်ဖိတယ်သိလားအဲ့ဒါနဲ့ဟိုဘက်ကအသာလှည့်ပြီးတော့မိမဆိုတော့ယောက်ျားစိတ်မကောင်းမှကြောက်တဲ့ခါကျတော့လိုက်ကာလေးနဲ့မျက်နှာကိုကွယ်ပြီးတော့မျက်ရည်လေးစို့လာတော့အသာလေးနောက်ကိုကွယ်ပြီးတော့နည်းနည်းတုတ်ပြီးတာနဲ့ဟန်ဆောင်ပေါ့ဗျာအိမ်မှာသားတဲ့သမီးတွေငတ်တဲ့ခါမိမတွေမျက်ရည်ကျတယ်လို့ပေါ့ဗျာထမင်းစပွဲလှမ်းကြည့်ပြီးတော့မအေးကငပိနဲ့ကျွေးနေတဲ့ကလေးတွေကိုရှေ့မှာတော့ပဲပြောနောက်ကွယ်ပြီးမျက်ရည်တုတ်ပြီးသားလို့စားကြနောက်မနေ့မှကြရင်မေမေကြီးဟင်းချက်ကျွေးမယ်ပြောတဲ့ပုံစံမျိုးဖြစ်မထင်နဲ့နော်ကျွန်တော်တော့အသာလေးကာပြီးတော့မျက်ရည်တုတ်ပြီးတော့ဟန်ဆောင်လိုက်ပြီကိုဦးတို့ကိုလင်းတို့သားတို့ကလည်းကွာတဲ့မဝကြသေးဘူးလားဖေဖေကအခုရုံးသွားမှာဖေဖေဘိုက်စာနေမှာဘောသားတို့ရဲ့ဆိုပြီးပြောလို့မိမပေါ်စာနာတဲ့စိတ်သားသမီးပေါ်စာနာတဲ့စိတ်သားနှလုံးသားတွေလှလိုက်ကြတယ်ကျွန်တော်တို့ကဒီလိုလူ့ဖွဲ့စီမှာကြီးလာတဲ့လူတွေကျွန်တော်တို့ကဒီနိုင်ငံသားတွေတိတ်ချစ်စာကောင်းတာပဲတက်သားတွေပေါ်ထားတဲ့စိတ်ထားဗိုလ်ချုပ်အောင်ဆန်းအိမ်မှာသူ့ရဲ့ကိုရံတော်စစ်သားလေးတွေ5ရက်10ရောက်20အမြဲတမ်းရှိတယ်တနေ့သူတို့ဝင်းကြီးဖွဲ့တဲ့လူတယောက်ကဗိုလ်ချုပ်အောင်ဆန်းရဲ့တာဝါလေးအိမ်ကိုဝင်သွားတဲ့အခါဘာဖြစ်လာလဲဆိုတော့နောက်ဖေးကန်းထဲမှာထမင်းစားနေတာစစ်သားလေး9ယောက်10ယောက်လောက်ရှိမယ်တဲ့တိတ်ညံ့နေအလွန်တရာညံ့နေကွာတဲ့ကျွန်တော်တို့ရဲ့ရုပ်ရှင်ဒါရိုက်တာကြည်စိုးထွန်းကပြောတာကျွန်တော်ဟေးကိုသားချိုတိတ်ညံ့နေထမင်းများတယ်အခုဘလို့ထမင်းလဲလို့ဟာခင်ဗျာဆန်းအကျန်းနီနေရဲ့ကြီးတွေအညာမှာစင်းသားစားတဲ့ဆန်းများတဲ့ဗကန်ထဲမှာခြေလိုက်ရင်ဇလုံးဘောကိုကလန်ဆိုကြတဲ့ဆန်းချမ်းနေတဲ့ဟင်းကအလင်းမှာဘာလဲဆိုတော့ခရမ်းညီ啲ငပိကြက်လို့ဟာမျိုးဟေးလူအဲ့ဒါပဲတဲ့စစ်သား9ယောက်10ယောက်ကအဲ့ဒါနဲ့နေစားနေတာဇလုံးကြီးနေနေတယ်ကဲဒေါခင်ကြီးကပြင်ပေးထားတာအဲ့ဒါနဲ့အဲ့ပုဂ္ဂိုလ်ကတန်တရားပေါ်သွားပြီးတော့ဩစစ်သားတွေကတော့ဒီလိုစားမှာပေါ့သူတို့လင်မယားကြတော့လေအထက်မှာဝက်ပောင်ကြောက်ကိုက်ရင်လည်းကိုက်နေမှာပေါ့ကြက်ပေါင်းနဲ့နှိမ့်လဲနှက်နေမှာပေါ့ဆိုပြီးတော့အထဲကန်းလဲဝင်လိုက်ကိုမွန်ပြည်နယ်ကကျွန်တော်ရဲ့မိတ်ဆွေများအံ့ဩစရာမကောင်းဘူးလားအဲ့ဒီတိုင်းပဲတဲ့အပြင်အတိုင်းပဲသူကအဲ့ဒီထမင်းကာလာအဲ့ထမင်းအယောင်အဲ့ထမင်းချမ်းမျိုးနဲ့အဲ့လိုခန်းကြီးဒီငပိကြံမျိုးနဲ့လင်မယားနှစ်ယောက်နေစားနေရတယ်ဗျာအပြင်ကစစ်သားလေးတွေကတရက်မှမရှိတဲ့ကောင်တွေကလေအဲ့ထမင်းနဲ့အဲ့ဒီဟင်းအထဲမှာစားနေတဲ့တိုင်းပြည်ရဲ့အကြီးဆုံးဗိုလ်ချုပ်ကြီးအောင်ဆန်းကလေအဲ့ထမင်းနဲ့အဲ့ဟင်းနဲ့အဲ့ဒီမှာဝင်သွားတဲ့ပုဂ္ဂိုလ်ကတအားချေကွဲသွားတာဟာတို့ဗိုလ်ချုပ်အောင်ဆန်းဟာ
သူ့ရဲ့လှုပ်ဖို့ကိုင်မဲ့စစ်သားတွေနဲ့သူတသားတည်းပါလားဘုချုပ်အောင်ဆန်းဟာစစ်သားတွေကဂျိုင်းတောက်ငါကတော့တိုက်ဆောက်မဟုတ်ဘူးတဲ့ဗျထူးဆန်းတယ်နော်အလွန်တရာထူးဆန်းသောပုဂ္ဂိုလ်တယောက်ပဲဗျာဒါကသူစစ်သားတွေပေါ်ထားတဲ့သဘောထားနောက်တစ်ချက်ကျွန်တော်ကြိုက်တာပါလဲဆိုတော့လူထုပေါ်ထားတဲ့သဘောထားတနေ့မှာဘုချုပ်အောင်ဆန်းသူ့တာဝါလေးအင်ကကားလေးနဲ့မောင်းထွက်လာတယ်ပရိုင်မာနဲ့သူကဘေးကထိုင်လိုက်လာတယ်ကန်တော်ကြီးဆောင်ကိုပတ်တယ်သူ့အင်ကကန်တော်ကြီးဆောင်မှရှိတာဟုတ်သူယုံတက်မယ်ဝင်းကြီးများယုံတက်ဖို့ထွက်လာတဲ့အခါဘာဖြစ်လဲဆိုတော့ကန်တော်ကြီးဆောင်မှာအကျော်တဲတဲတွေ့တယ်အကျော်တဲမှာမိမကလည်းဘုသီကျော်ဘာညာတွေကိုစီအိုကြီးကတဲကားစားမှာမီးတွေတဟုံးတော့ပြီးတော့ကြော်စားပြုတ်နေပြီချတဲ့ဟာလည်းချပေါ့ယောက်ျားကလည်းဆွတ်ကြဲကြိုင်းမြန်လေးနဲ့ခုံလေးတွေခင်းရင်အိုးလေးတွေပြင်ဘာညာလုပ်နေပြီဘိုးကျောင်းဆန်အဲ့ဒါကိုဘယ်နှရက်များကြည့်ထားသလဲမသိဘူးတဲ့အခုမှမြင်တာမဟုတ်ဘူးတဲ့သူကလှမ်းကြည့်ထားပြီးတော့မြင်တာနဲ့သူကဒရိုင်ဘာကိုဟေ့အောင်ဟိုရှိအကျော်တဲကိုရက်ဆန်းဆိုတာနဲ့ကားကန်တော်ကြီးဇောင်းဖေးကတ်ရက်လိုက်တယ်ဘိုးကျောင်းဆန်အောက်ကိုဆင်းချလာတယ်အကျော်တဲပေးလိုက်ရက်ကိုအကျော်တဲ့လင်မယားကဘာလှုပ်လို့ဘာကန်ရမှမသိတော့ဘူးတဲ့ထိုင်ရမလို့ထရမလို့တာမန်လူဆိုရင်တော့ထိုင်မှာဘာစားမှာလဲခဏဆောင်မှာဘုဒ္ဓရောရပြီတရားကျော်စောက်အောင်ဘာညာဒါရှိမှာပေါ့ခဏဆောင်မှာကိုရင်ရင်လေးလည်းကြက်ပါပြီဘာညာပေါ့ဗျာတိုးတော့သူတို့ကြက်တဲ့ပုဂ္ဂိုလ်ကြီးကဒီအုတ်ထုံနဲ့ဘာနဲ့ကိုအင်းကြီးနဲ့ဘုံုံဆန်းဖြစ်နေတဲ့ခါကျတော့ဟာဘာလို့မှမသိဘူးအကျော်ကျွေးရမလို့ရင်တို့တက်ရမလို့ရှစ်ခိုးရမလို့ယောက်ျားကဘာစကားဘာဖြစ်နေလဲဆိုတော့ဟာဘုချုပ်ဟာဘုချုပ်ဟာဘုချုပ်အမလေးဟာဘုချုပ်ဒါပဲသူကဘာမှမပြောတတ်တော့ဘူးအဲ့ဒါနဲ့ဘုချုပ်ဆန်းတော်သန်းကွာတော်သန်းကွာတော်သန်းကွာမင်းဘာဖြစ်နေရလဲဟာဟုတ်ကဲ့ဘုချုပ်မင်းတော်တယ်ငါမေးရဖြေတယ်မင်းကငါကြည့်ကြည့်နေတာကြာပြီမင်းမှာအနှွေးအိမ်မရှိဘူးလားတဲ့ဟုတ်ကဲ့ဘုချုပ်မင်းမချမ်းဘူးလားတဲ့ချမ်းပါတယ်ဘုချုပ်တဲ့ဒီစမလာကြီးမင်းကြည့်တာနှိမ့်နေကြလို့လေကန်တော်ကြီးဆောင်တာအေးရလေအေးရန်ကုန်မြို့ကြီးအေးတော့တအားအေးသေးတာမင်းကငါကြည့်ကြည့်နေတာ3-4ရက်ရှိပြီကွာတဲ့တိုင်းပြည်ခေါင်းဆောင်တယောက်ကအောက်ဆုံးအဆင့်ပြည်သူလူထုကိုထားတဲ့စိတ်ထားအဲ့ဒီကောင်တာမန်လမ်းမရကောင်တယောက်နော်သူဒါကိုစိတ်ဝင်စားနေနော်မင်းကငါကြည့်နေတာ3-4ရက်ရှိနေပြီကွာတဲ့ငါတော့ဒီအကိုကြီးကြီးနဲ့အောက်မှာလည်းနှွေးတယ်ပါသေးတယ်ကွာတဲ့တိတ်ချမ်းတာတဲ့မင်းမချမ်းဘူးလားတဲ့ဘုချုပ်ကဲတဲ့ကျွန်တော်ချမ်းတော့ချမ်းတာဗောတဲ့ဒါပေမဲ့ကျွန်တော်တို့အကျော်ရောင်းတဲ့ခါကျတော့မိဖို့ရဲ့အရှိန်နဲ့ဘာနဲ့ကျွန်တော်အလုတ်ကင်နေတဲ့တောကဇောတွေနဲ့ဆိုတော့ကျွန်တော်လဲချမ်းဖို့မေ့နေတာဘုချုပ်ကတဲ့မင်းကမချမ်းဘူးလားတဲ့ကျွန်တော်ချမ်းပါတယ်ဘုချုပ်တဲ့ကဲဒါဆိုရင်မင်းမအိမ်မရှိဘူးလားနှွေးတယ်တဲ့ဟာဘုချုပ်ကျွန်တော်မှနှွေးတယ်မရှိလို့ပါတဲ့ကဲငါကွာမင်းဖြစ်ရလေချင်းဆိုအင်းကြီးအပေါ်ကကိုအင်းကြီးချွတ်သူ့ရဲ့အနှွေးတယ်ချွတ်ပြီးတော့မှသူကကဲရော့ငါကြီးယူထားဆိုပြီးတော့ထိုးပေးခဲ့တာအဲ့ဒါကိုသိတဲ့အခါပြည်သူလူထုကဘုချုပ်ကိုတိတ်ချေခွဲသွားတယ်သူ့ရဲ့စာနာမှုတရားပေါ့ဗျာအင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ sympathy ပေါ့မဟုတ်ဘူးလား SYMPA THY sympathy စာနာစိတ်ပေါ့ဒီစာနာတဲ့တရားဟာနှလုံးသားမှာကိန်းအောင်နေပြီဆိုရင်ကျွန်တော်နှလုံးသားတွေလှပြီပေါ့ဘုချုပ်ကမိမပေါ်လဲစာနာသားသမီးပေါ်လဲအဲ့လိုစာနာလှုပ်ဖို့ကိန်းမဲ့စစ်သားတွေပေါ်လဲစာနာလမ်းဘေးမှာအကျော်ရောင်းနေတဲ့ပုဂ္ဂိုလ်ပေါ်တော့ तू စာနာတဲ့ပုဂ္ဂိုလ်တဲ့ तू နားမလဲဘူးသူ့ရဲ့ယာတုတွေကြားကန်နေမသိဘူးကွာငါအောင်ဆန်းနေပိုင်းနားမလဲဘူးငါတင်နာပရိနားမလဲဘူးဖားစပလာဥက္ခရလာမပြောနဲ့အောင်ဆန်းငါမသိဘူးငါနိုင်ငံရဲ့ခေါင်းဆောင်ငါလူလူစင်းနေတာငါနဲ့ဆိုင်နေငါလူလူအင်ကြီးမရှိတာငါနဲ့ဆိုင်နေဟာတိတ်ကောင်းတဲ့စိတ်ဓာတ်နော်ငါနိုင်ငံကြီးကွဲကွာတယ်အားလုံးမှာငါတာဝန်နဲ့ငါမျက်နှာထွက်လို့မရဘူးတဲ့ခလေးတွေကြောင်းမနေရဘူးငါနဲ့မဆိုင်ဘူးဆင်းမှာဆင်းမရှိဘူးငါနဲ့မဆိုင်ဘူးလေသမားတွေငတ်နေတယ်ငါနဲ့မဆိုင်ဘူးလုံးလို့မရဘူးလေ तू ဟာကျွန်တော်လေသိလားဖျားလို့ပဲကျွန်တော်ချစ်လိုက်တာကြည်ညိုလိုက်တာအညာဒေတာကနတ်မောက်သားလေးတယောက်ကစိတ်ဓာတ်မတီးဘူးကွာအောင်ဆန်းနေပါလာပြောမနေနဲ့မင်းအကျော်တဲရကောင်အင်ကြီးမရှိပြီးချမ်းနေတာငါပြဿနာကွာတယ်ငါလူလူငါပြည်သူကွာတယ်ငါလူလူအင်ကြီးမရှိကိုချမ်းနေတာငါပြဿနာတဲ့ယူလာငါအင်ကြီးတဲ့ဟေးချုပ်ပေးကြတာနော်ရော့မင်းအဲ့ဒါဝစ်တယ်မသိဘူးကွာတဲ့ကဲကောက်ချင်းချင်းတက်ပြီးမောင်းဖျောင်းနေမင်းဘာမှကြီးကျယ်ချောက်ပြောနေငါဒီလိုစိတ်တွေဗျအော်လို့ဒီလိုနှလုံးသားတွေနဲ့တိဆောက်ထားတဲ့နိုင်ငံခေါင်းဆောင်တယောက်ပြိုးထောင်ခဲ့တဲ့တိုင်းပြည်မှာကျွန်တော်တို့နေတာပါကျွန်တော်တို့စိတ်နေစိတ်ထားတွေနှလုံးသားတွေလှဖို့လိုအပ်တာပေါ့အောင်ဆန်းတော့ဘယ်ကောင်တိမ်မွေ့တယ်လဲအောင်ဆန်းတော့ဘယ်ကောင်ဖြူစင်တယ်လဲကျွန်တော်တိုင်းပြည်ဗိုလ်ချုပ်ဆန်းကဲ့သို့သောနှလုံးသားလှသူတယောက်ကိုရရှိခဲ့တာပါဘာကြောင့်ကျွန်တော်နှလုံးသားတွေမလှနိုင်တာလဲ